ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ပြောပြပေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့ neutral check pattern အကြောင်းလို့ပြောပြပေးတော့မှာပေါ့နော်ဒီ neutral check pattern ကကျွန်တော်တို့ဒါဒီထဲမှာဆိုဘယ်ဟာတွေပါလဲဆိုကျွန်တော် eccentric triangle ပါမယ် descending triangle ပါမယ် symmetrical triangle ပါမယ်ပေါ့နော်ဒီ triangle ပုံစံတွေကတော့ဒါကျွန်တော်တို့ဒါနှစ်ဖက်စလုံးကိုတွားနိုင်တယ်နော်ဒါ continuation လည်းဖြစ်နိုင်တယ်ကျွန်တော်တို့ reversal လည်းဖြစ်နိုင်တယ်နှစ်ခုစလုံးဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့များတော့အဖြစ်ဆိုတော့ကျွန်တော်တို့ဒီ eccentric triangle တွေကကျွန်တော်တို့ဒါဈေးအတက်ကိုတွားတာများတယ်ပေါ့နော်နောက်ပြီးတော့ descending triangle ဆိုရင်ဈေးအကျကိုတွားတဲ့ပုံစံမျိုးကပိုများတယ်ပေါ့နော်symmetrical triangle ကတော့ကျွန်တော်တို့ဒါနှစ်ဖက်စလုံးကိုကျွန်တော်တို့ဒါဖြစ်နိုင်ခြေရှိရပေါ့နော် reversal လည်းဖြစ်နိုင်တယ် continuation လည်းဖြစ်နိုင်တယ်နှစ်ခုစလုံးဖြစ်နိုင်ခြေရှိရပေါ့နော်ဒီမှာဆိုရင်ဒီပုံလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဈေးတန်းတစ်ခုကဘာဖြစ်လဲဆိုရင်ဒီအပေါ် resistance ဈေးတန်းတစ်ခုကမဖောက်နိုင်ပဲနဲ့ကျွန်တော်တို့ဒီ resistance ဈေးတန်းတစ်ခုကိုရောက်လာလိုက်ဈေးတက်လာပြီးဒီ resistance ဈေးတန်းမဖောက်နိုင်လိုက်ပြန်ကျသွားလိုက်နောက်တစ်ချိန်ပြန်လာဆန်းလိုက်မဖောက်နိုင်တော့ပြန်ကျသွားလိုက်နေပေါ့နော်ပြောမှဆိုဒီ resistance တစ်ခုတည်းကိုပဲအချိန်လာဆန်းပြီးပါမဖောက်နိုင်တဲ့အခါမျိုးပေါ့နော်ကျသွားခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့ဘာရှိမလဲဆိုရင်ကျွန်တော်တို့ဒီမှာhigher low တွေဖြစ်ပြီးမှကျွန်တော်တို့ကြာခဲ့မယ်ပေါ့နော် higher low တွေဖြစ်ပြီးမှကြာခဲ့မယ်အကျတွေကလည်းပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်ဒီလိုမျိုးကျွန်တော်တို့ဒါ eccentric triangle pattern တွေဖြစ်တယ်ပေါ့နော်ဒီလိုပုံစံမျိုးလို့ဆိုကျွန်တော်တို့ဒါ eccentric triangle လို့ပြောတယ်ပေါ့နော်သူကအဲ့မှာဆိုဒီလိုပုံစံမျိုးလေးဖြစ်ပေါ်လာခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်trend line လေးကပြောမှဆို resistance အနေနဲ့ရက်တည်မှာကျွန်တော်တို့ဒီအောက်က trend line လေးကကျွန်တော်တို့ support ဈေးတန်းအနေနဲ့ရက်တည်ရပေါ့အဲ့ဖြစ်တဲ့အတွက်ဒီနေဟာတွေကပြောမှဆိုရင်ဒါနှစ်ဖက်စလုံးဖြစ်နိုင်တယ်ဈေးအကျလည်းဖြစ်သွားနိုင်တယ်ဈေးကိုဒါ continuation ဖြစ်တယ်ဈေးအတက်လည်းဖြစ်သွားနိုင်တဲ့အခါမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဆိုရင်ဒီအပေါ်ဒီ upper trend line လို့ break out ဖြစ်မလားကျွန်တော်တို့ lower trend line လို့ကျွန်တော် break out ဖြစ်မလားကိုကျွန်တော်တို့စောင့်ကြည့်ဖို့လိုရပေါ့နော်ဒီမျိုးပုံစံလေးပေါ်လာခဲ့တဲ့ကျွန်တော်တို့ eccentric triangle ဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာစောင့်ကြည့်ရမှာဘယ်ဘက်ကို break out ဖြစ်တယ်လို့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ပြရမှာပေါ့နော်ဒီအပေါ် trend line upper trend line လို့ခေါ်တဲ့ကျွန်တော် resistance တစ်ခုအနေနဲ့ရပ်တည်ပေးတဲ့ဒီ upper trend line လို့ဒါ break out ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ buy entry ဝင်မယ်ပေါ့နော် buy entry ဝင်မယ်ကျွန်တော်တို့ဒီ TPO ကျတော့ဒီ pattern ရဲ့အစပေါ့နော်အစဒီအကွာအဝေးလေးပေါ့နော် pattern ရဲ့ဒီ pattern မှာအစကဒီတိုင်းတာလိုက်ပေါ့နော်ဒီအစ upper trend line နဲ့ lower trend line ရဲ့ဒီဟာကိုတိုင်းတာလိုက်လို့မှာ pit 20ရှိရဆိုတော့ကျွန်တော်တို့ဒီကောင်ကို break out ဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ဒါ pit 20မှာကျွန်တော်တို့တွားပြီးမှာအမြတ်ယူလို့ရတယ်ပေါ့နော်ဒါမှမဟုတ်လည်းနောက်တနည်းအားဖြင့်ဆိုရင်အနည်းဆက်ဆုံး resistance ဈေးတန်းမရောက်ခင်မှာလည်းကျွန်တော်တို့ဒါအမြတ်နဲ့ track ခဲ့လို့ရတယ်။ SN ကကျတော့ကျွန်တော်တို့ဒီ upper trend line လေးကိုကျွန်တော်တို့ break out ဖြစ်လို့နောက်တနည်းအားဖြင့်ပြောမှဆိုဒီ resistance ကိုကျွန်တော်ပြောမှဆိုဒါ stop resistance ကိုကျွန်တော်တို့ break out ဖြစ်လို့ကျွန်တော်တို့ဒီentry ဝင်ခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်တို့ SN ပေးမယ်ဆိုရင်ဒီ trend line ရဲ့အောက်မှာလည်း SN ပေးနိုင်တယ်လို့ကိုကဒီ pit နဲ့ read and revert ratio ကိုကျွန်တော်တို့ချိန်ကြည့်လိုက်လို့မှကျွန်တော်တို့ဒီအောက်ကအဆင်ပြေတယ်ဆိုရင်ဒီအောက်က lower trend line ပေါ့နော်ဒီ lower trend line လေးရဲ့အောက်ဖက်မှာလည်းအနည်းငယ်ခွာပြီးမှလည်းကျွန်တော်တို့ SN ကိုပေးလို့ရတယ်ပေါ့နော် SN ကိုပေးလို့ရတယ်ပေါ့နော်အဲ့မှာဆိုဒီမှာဆိုရင်တော့ဒါနှစ်ဖက်စလုံးတွားနိုင်တာဖြစ်တယ်လေဘယ်ဘက်ကိုကျွန်တော်တို့ဒါဖောက်မလဲကိုတစ်ချက်စောင့်ကြည့်ရမှာပေါ့နော်ဒီ upper trend line ကိုဖောက်တယ်ဆိုရင် buy entry ဝင်မယ်တကယ်လို့ lower trend line ကိုတော့ဖောက်ဆင်းသွားမှာဆိုကျွန်တော်တို့ဒါ sell entry ဝင်မယ်ဒါsell entry ဝင်ခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့ဒါအမြတ်ကိုကျတော့အနည်းဆက်ဆုံးကျွန်တော်တို့ support ဈေးတန်းမရောက်ခင်မှာလည်းအမြတ်နဲ့ထွက်လို့ရတယ်လို့ဒီ range ရဲ့အကွာအဝေးတိုင်းလည်းကျွန်တော်တို့ဒါပြည့်ယူလို့ရတယ်ပေါ့နော်ပြည့်ယူလို့ရတယ် SN ကိုကျတော့ကျွန်တော်တို့ဒီ upper trend line ရဲ့ကျွန်တော်တို့ဒီအပေါ်ဘက်မှာလည်း upper trend line ရဲ့အပေါ်ဘက်မှာလည်းကျွန်တော် SN ပေးလို့ရတယ်ပေါ့နော်ဒါတော့ eccentric triangle pattern မှာဆိုရင်ဘယ်လို order ဝင်ရမလဲဆိုတဲ့အပိုင်းလေးကျွန်တော်တို့ပြောပြပေးထားဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီပေါ့နော်ဒီ descending triangle ပေါ့နော် descending triangle ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဆိုရင်ဒီပုံလေးတိုင်းပဲပေါ့နော် descending triangle ဆိုရင်ဒီလိုပုံစံလေးဖြစ်မယ်အောက်ကကျွန်တော်တို့ဒီ support ဈေးတန်းကိုအချိန်လာဆန်းပြီးတော့မဖောက်နိုင်တဲ့အချိန်ပေါ့ break မဖြစ်နိုင်တဲ့အချိန်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါlower height တွေဖြစ်ပေါ်နေမယ်ပေါ့နော်ပြောမှဆိုရင်ဒီ down support ကိုကျွန်တော်မဖောက်နိုင်လို့ပြန်တက်သွားခဲ့မယ်ဆိုလို့ရှိရင်သူက lower high ပုံစံမျိုးနဲ့ပဲတက်လိမ့်မယ်ပေါ့နော်အတက်တွေကကျွန်တော်တို့ဒါ lower high နဲ့မျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးဖြစ်နေတဲ့
ပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒါ descending triangle လို့ခေါ်မှာပေါ့နော် descending triangle လို့ခေါ်မယ်အဲ့လိုရှိရင်ဒီ descending triangle ကကျွန်တော်တို့ဒါနှစ်ဖက်စလုံးကိုသွားနိုင်တယ်ရှိပေမဲ့ကျွန်တော်တို့ဒါအကြားဘက်ကိုသွားဖို့ဟိုကပုံများတယ်ပေါ့နော်အဲ့ဖြစ်တဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီ upper trend line လေးကကျွန်တော်တို့ဒါ resistance အနေနဲ့အလုပ်လုပ်ပြီးမှကျွန်တော်တို့ဒီအောက်က lower trend line ရဲ့ support ဈေးတဲ့အနေနဲ့အလုပ်လုပ်တယ်ပေါ့နော်အဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနှစ်ဖက်စလုံးကိုသွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဆိုရင်ဒီအောက်ကsupport ဈေးတဲ့အနေနဲ့အလုပ်လုပ်တဲ့ကျွန်တော် lower trend line လေးက break out ဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ sell entry ဝင်မယ် upper trend line လေးကိုကျွန်တော် break out ဖြစ်မယ်ဆိုရင် buy entry ဝင်မယ်ပေါ့နော် okay အဲ့ဖြစ်တဲ့အတွက်ဒီမှာ sell entry ဝင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအမျက်ယူရမယ့်အခါမျိုးကျွန်တော်တို့ဒါအနည်းဆက်ဆုံးနောက်ထပ်တစ်ဆင့်နှိမ့်နေကျွန်တော် support ဈေးတဲ့မရောက်ခင်မှာလည်းအမျက်ယူနိုင်တယ်လို့ဒီ pattern ရဲ့အစပေါ့နော်ပြောမှဆိုဒီ pattern ရဲ့အစမှာကျွန်တော်တို့ဒါ pick အကွာအဝေးတိုင်းနဲ့ကျွန်တော်တို့ဒါအမျက်ယူလို့ရတယ် SM ကိုကျွန်တော်တို့ဒီ lower trend line ရဲ့အပေါ်မှာဈေးအနည်းငယ်ခွာပြီးမှလည်း SM ပေးနိုင်တယ်လို့ဒီ upper trend line ရဲ့အပေါ်ဘက်မှာလည်းကျွန်တော်တို့ SM ပေးလို့ရတယ်ဒါကတော့ဒီအောက်က lower trend line ကို break out ဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးTV နဲ့ SM ကိုထားပေးရမယ်တကယ်လို့ဒီအပေါ်ဘက်ကို break out ဖြစ်သွားခဲ့မှာဆိုရင် upper trend line ကို break out ဖြစ်သွားခဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ buy entry ဝင်မယ် buy entry ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါအမြတ်ကိုကျွန်တော်အနည်းဆက်ဆုံး resistance ဈေးတန်းမရောက်ခင်မှာကျွန်တော်တို့ဒါရေတိုအမြတ်နဲ့ထွက်လို့ရတယ်ဒါမှမဟုတ်လေဒီ range ရဲ့ pick အကွာအဝေးတိုင်းပေါ့နော်ဒီ pattern ရဲ့စစချင်းမှာဖြစ်ပေါ်လာ range ရဲ့ pick အကွာအဝေးတိုင်းနဲ့ကျွန်တော်တို့ဒါအမြတ်ယူလို့ရတယ်အမြတ်ယူရတယ် SM ကိုကျွန်တော်တို့ဒီ trend line လေးရဲ့အောက်ဘက်မှာဈေးနဲ့ငယ်ခွာပြီးပေးနိုင်တယ်ပေါ့နော်အမြတ်ကိုပေးလို့ရပါဘူး sorry ကျွန်တော် SM ကိုပေးလို့ရတယ်ပေါ့နော်ပြောမှဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ascending triangle နဲ့ descending triangle မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ ascending triangle မှာဆိုကျွန်တော်တို့ဒီ resistance တစ်ခုတည်းကိုပဲသူကအချိန်ချင်းကျွန်တော်တို့ဒါလာစမ်းပြီးမှကျွန်တော်တို့ higher low တွေဖြစ်နေမှာပေါ့ higher low အမှတ်တွေဖြစ်ပေါ်လိမ့်မယ် descending triangle မှာကျတော့ကျွန်တော်တို့ဒါဒီ support ဈေးတင်တစ်ခုတည်းကိုပဲအချိန်ချင်းလာစမ်းပြီးမှကျွန်တော်တို့ဘာရှိမလဲဆိုလို့ရှိရင် lower height တွေရှိမှာပေါ့နော် lower height တွေဒီနားလေးဆိုလဲ low sorry ဒီကနေစမယ်ဆိုရင်ဒီကောင်က lower height ဒီကောင်က lower height ဒီကောင်က lower height ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီအမတ်ကနေစယူမယ်ဆိုဒီကောင်က higher low higher low higher low ပေါ့နော် okay ဒီလိုမျိုးပုံစံမျိုးနဲ့ဖြစ်နေလိမ့်မယ်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒါ symmetrical triangle ပေါ့နော် symmetrical triangle ကကျွန်တော်တို့ဒါ3နားညီတပိကပေါ့နော်အဲဆိုရင်သူကဒီလိုပုံစံမျိုးလေးတည်ဖြစ်နေလိမ့်မယ်ပေါ့နော်သူကဘာဖြစ်လို့လဲဆိုတော့တဖြည်းဖြည်းနဲ့သူ့ရဲ့ range ကကျင်းသွားမယ်သူကဒီအပေါ်လေးကကြောင့်ကျွန်တော်တို့ဒါ resistance အနေနဲ့လှုပ်ပြီးမှဒီအောက်ကကျတော့ကျွန်တော်တို့ support ဈေးတက်အနေနဲ့အလုပ်မယ်အောက်ကဒီ trend line လေးอ่ะပေါ့နော်support ဈေးတက်အနေနဲ့အလုပ်မယ်အဲ့ဖြစ်တဲ့ကျွန်တော်တို့နောက်ပိုင်းကျရင်တဖြည်းဖြည်းနဲ့ဈေးတွေကဒီ rate ဒီ upper trend line နဲ့အောက်က lower trend line ရဲ့ကြားထဲမှာပဲဈေးတွေကအတက်ကြဖြစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘယ်ဘက်ကို break out ဖြစ်မလဲ break out ဖြစ်တဲ့ဘက်ကိုကျွန်တော်တို့ entry ဝင်ရမယ် entry ဝင်ရမှာပေါ့နော်တကယ်လို့အပေါ်ဘက်ကိုကျွန်တော်တို့ break out ဖြစ်သွားရဲဆိုလို့ရှိရင်ကျွန်တော်တို့ entry ဝင်မယ် entry buy entry ဝင်မယ်တကယ်လို့အောက်ဘက်ကိုကျွန်တော်တို့ break out ဖြစ်သွားရဲဆိုရင် sell entry ဝင်မယ်ပေါ့နော် sell entry ဝင်မယ်အပေါ်ဘက်ကို break out ဖြစ်သွားခဲ့တော့buy entry ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမြတ်ကိုကျွန်တော်တို့ဒီ range ရဲ့ဒီ pattern ရဲ့စစချင်းရဲ့ range ရဲ့ pick အကွာအဝေးတိုင်းကျွန်တော်တို့အမြတ်ယူလို့ရတယ်ပေါ့နော်ဒါနှစ်ဖက်စလုံးကိုဘယ်ဘက်ပဲ break out ဖြစ်ခဲ့ကျွန်တော်တို့ဒီလိုမျိုးpick ဒီ range ရဲ့ pick အကွာအဝေးတိုင်းကျွန်တော်တို့ TV ယူလို့ရတယ်SN ကျတော့ဒီအပေါ် break out ဖြစ်တာတော့ကျွန်တော်တို့ဒီ trend line ရဲ့အောက်မှာလဲကျွန်တော်တို့SM ပေးနိုင်လို့ဒါမှမဟုတ်ရင်ဒီအောက်က lower trend line ရဲ့အောက်ဘက်မှာလဲကျွန်တော်တို့ဒါ SM ပေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးနည်းနဲ့ကျွန်တော်တို့ဘာလို့ရလဲဆိုရင်ဒီ order ဝင်ရမယ်ပေါ့နော် order ဝင်ရမယ်ဒီ pattern မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ continuation နဲ့ဖြစ်နိုင်တယ် reversal လည်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်ဘက်ကို break out ဖြစ်တယ်လဲကိုကျွန်တော်တို့စောင့်ကြည့်ဖို့လိုတယ်ပေါ့နော် break out ဖြစ်တဲ့အချိန်မှာဒါကျွန်တော်တို့ဒါလိုက်ပြီးမှ entry ဝင်ရမယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်ဒီ pattern လေးကိုကျွန်တော်တို့ဒီreal ချက်မှာလေးပေါ့တစ်ချက်တွားရှာကြည့်အောင်ပေါ့နော် okay ဒါ USD CAFN เนาะdaily chart မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒီကျွန်တော်တို့ဆွဲပြထားတဲ့ပုံလေးအတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒါပါလို့ခေါ်မှာဆို symmetrical triangle ပြောမှဆိုရင်ကျွန်တော်တို့ဒီမှာ lower height တွေရှိမယ်ဒီအောက်ကဆိုလဲဒါ higher
height တွေပေါ့နော်ပြောမှဆိုဒီလိုမျိုးပတ်တန်လေးဒီမှာအပေါ်က trend line ရယ်အောက်က trend line ရယ် upper trend line ရယ် lower trend line ရယ်ဆွဲလိုက်တဲ့အချိန်မှာဆိုရင်ဆက်ဆွဲလိုက်မယ်နှစ်ခုဆွဲထားလိုက်မယ်ဆိုဒီလိုပုံစံလေးဖြစ်သွားမှာပေါ့နော်နောက်ပိုင်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒီ range အတွင်းထဲမှာပဲကျင်းတစ်ထည့်ကျင်းလာဈေးအသက်ကျရပေါ့နော်ဈေးအသက်ကျရတဖြည်းဖြည်းနဲ့ကျင်းလာပြင်းသွားတဲ့အချိန်မှာနောက်ပိုင်းကျတော့ရှင်ကျွန်တော်တို့ကဒီနားလေးဆိုလို့ရှင်ကျွန်တော်တို့ဒါ break out ဖြစ်သွားရဲပေါ့နော် lower trend line လေးကိုကျွန်တော်တို့ break out ဖြစ်သွားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒါ sell entry ဝင်မယ် sell entry ဝင်တာကဝင်ပြီးရင်ကျွန်တော်တို့ pick အကွာဝေးရကြတော့ကျွန်တော်တို့ဒီ TP ရမယ် pick ကကြောင့်ဒီ range ရဲ့ဒီ pattern ရဲ့စသချင်းဖြစ်ပေါ်တဲ့ range အတိုင်းကိုကျွန်တော်တို့ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီကောင် break out ဖြစ်ပြီဆိုတော့ ਨੇ ဒီဈေးတန်းလောက်မဟုတ်ကျွန်တော်တို့ဒါလုပ်လို့ရတယ်အမြတ်ယူလို့ရပါတော့ဒီဈေးတန်း T ကိုကျွန်တော်တို့ဒါအမြတ်ယူလို့ရတယ်ဒီလက်ရှိဈေးတန်း T ပေါ့နော် SN ကိုထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ lower trend line ရဲ့အပေါ်မှာလည်းထားနိုင်တယ်လို့ကျွန်တော်တို့ဒီ upper trend line ရဲ့အပေါ်ထဲမှာလည်းထားနိုင်တယ်ပေါ့နော် okay ဒါတော့ symmetrical triangle လေးကိုတကယ် real ချက်မှာတွေ့ရတဲ့ပုံလေးပဲပေါ့နော်နောက်ထပ်ကကျတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒါဘာရှိမလဲဆိုကျွန်တော်တို့ဒါ descending triangle လို့ပြောလို့ရပါဒီ main support ဈေးတန်းလေးကိုပဲသူကလာဆန်းတဲ့ဒီ zone လေးကိုပဲလာဆန်းပြီးမှသူမဖောက်နိုင်ဘူးကျွန်တော်တို့ဒီနားလေးကိုကျွန်တော်တို့ zone တစ်ခုအနေနဲ့တတ်မှတ်လိုက်ပါမယ်ပေါ့နော်ကောင်လေးကိုကျွန်တော်တို့ zone တစ်ခုအနေနဲ့တတ်မှတ်လိုက်တယ်ဒီ zone လေးမှာသူဘာဖြစ်လဲဆိုဒီ zone ကိုသူလာဆန်းပြီးမဖောက်နိုင်ဘူးကျွန်တော်တို့ဒီအပေါ်ကနေကြည့်မှဆိုတော့ဒီ trend line လေးကြည့်မှဆိုတော့ဒါ upper trend line လေးပေါ့နောက်ဆုံးကျတော့ကျွန်တော်တို့ဒါတဖြည်းဖြည်းနဲ့ဒီ range အတွင်းမှာပဲတွားနေရနေအပေါ် upper trend line လို့ကျွန်တော်တို့ဒါ break out ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ buy entry ဝင်တယ်ပေါ့နော် buy entry ဝင်မယ်သူ့ရဲ့နီးတိုင်းပဲကျွန်တော်တို့ဒီ range ရဲ့အကွာအဝေးတိုင်းပဲကျွန်တော်တို့ဒါTP ယူမယ်SN ကိုကျွန်တော်ဒီ trend line ရဲ့အောက်မှာလည်းပေးနိုင်တယ်လို့ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီ lower trend line ရဲ့အောက်ဘက်မှာလည်းကျွန်တော်ပေးနိုင်တယ် SN ပေးရပါတော့ဒါတော့ကျွန်တော်တို့ဒါ descending triangle ပုံစံလေးကိုကျွန်တော်တို့ချက်ထဲမှာရှာပြပေးထားဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာဆိုရင်ဒါ ascending triangle လို့ပြောလို့ရရပါတော့ဒီ resistance ဈေးတန်းကိုပဲဒီအပေါ်က resistance ဈေးတန်းကိုသူအလေးစိမ့်နေလာစမ်းပြီးမှကျွန်တော်တို့ဒါပြန်ကြသွားရပါတော့အဲ့ဖြစ်တော့ဒါဒီပုံစံလေးဆိုရင်ဒါascending triangle ဖြစ်တယ်ပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ ascending triangle ဖြစ်တဲ့အတွက်တဖြည်းဖြည်းနဲ့ဒီ range အတွင်းမှာပဲသွားတယ်သွားပြီးတော့နောက်ပိုင်းကျမှကျွန်တော်တို့ဒီ upper trend line လေးကိုကျွန်တော်တို့ break out ဖြစ်သွားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ buy entry ဝင်မယ် buy entry ဝင်ပြီးအမြတ်ကိုကျွန်တော်တို့ဒီ range ရဲ့အကွာအဝေးတိုင်းပဲကျွန်တော်တို့အမြတ်ထားမယ်ပေါ့အမြတ်ယူမယ်ဆိုရင်ကျွန်တော်တို့ဒီကောင်ကို break out ဖြစ်လို့အမြတ်ယူမယ်ဆိုရင်ကျွန်တော်တို့ဒီဈေးတန်းလောက်ထိကျွန်တော်တို့အမြတ်ယူလို့ရရပေါ့SN ယူမယ်ဆိုရင်ဒီ lower trend upper trend line ရဲ့ဒီအောက်နားလေးမှာဈေးနဲ့ငယ်ခွာပြီးမှကျွန်တော်တို့ SN ပေးနိုင်တယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ဒါreal ratio ကိုက်တယ်ဆိုလို့ရှိရင်တော့ဒီ lower trend line ရဲ့ဒီဈေးတန်းလောက်မှာကျွန်တော်တို့ဒါအောက်ဘက်လင်းငယ်မှာခွာမှကျွန်တော်တို့ SN ပေးလို့ရရပေါ့ဒါတော့ကျွန်တော်တို့ဒီချက်ပတ်တန်မျိုးစားထဲမှာပါသူကနှစ်ဖက်စလုံးကိုဖြစ်သွားနိုင်တဲ့ချက်ပတ်တန်မျိုးစားကိုကျွန်တော်ပြောပြပေးတာဖြစ်တယ်ပေါ့နော်ဒီနေ့ဒီချက်ပတ်တန်အကြောင်းတော့ကျွန်တော်တို့ဒီလောက်နဲ့ပဲနားလိုက်မယ်ပေါ့နော်နောက်ထပ်ဗီဒီယိုသင်ခန်းစာတွေမှာကျွန်တော်တို့ပြန်လည်တွေ့ရမှာပေါ့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်